iPhone တွေမှာကိုကြိုက်တဲ့ ringtone တွေကိုဘယ်လိုထည့်ရလဲဆိုတာကျွန်တော်ကိုမေးထားတာအများများလို့ဒီဗီဒီယိုမှာလာပြီးပြောပြပေးပါမယ် ringtone လေးထားချင်နေဆိုရင်တော့ဒီ ringtone maker ဆိုတဲ့ app ကို Play Store မှာအရင်သွားပြီးတော့ down ထားပေးရပါမယ်ပြီးတော့ရင်ကိုထားချင်တဲ့ကချင်းတွေကိုစစ်တော့မှသွားပြီး note ထက်အရင်down ထားပေးလိုက်ပါဒီနေရာမှာ ringtone ထားတော့မယ်ဆိုရင်စက္ကန့်30အတွင်းပဲထားလို့ရတာဖြစ်တာကြောင့်ဒီ ringtone maker ထက်ကိုအရင်ဆုံးဝင်သွားပေးရပါမယ်ကြုံရလေးတွေတော့ကြည့်ပေးရပါမယ်ခင်ဗျာဒီနေရာမှာခုနကတစ်တော့မှ down ထားတဲ့တချင်းကိုယူဖို့အတွက်ဒီအပေါင်းခလုတ်ကိုနှိပ်ပေးပါ input from video ဆိုတာကိုထပ်နှိပ်ပေးလိုက်ပါကိုတောင်းထားတဲ့ဗီဒီယိုကိုထပ်ပြီးရွေးပေးလိုက်ပါအပေါ်ဆုံးမှာကြာလာတဲ့တချင်းကိုတစ်ချက်နှိပ်ပြီးတော့ trim ဆိုတဲ့ကတ်ကြီးပုံစံကိုအရင်ရွေးပေးတချင်းကိုတော့စက္ကန့်30လောက်သာထားပေးရပါမယ်အပြင်ကိုပြန်ထပ်ပြီးတော့ make ဆိုတဲ့ခေါင်းလောင်းပုံကိုနှိပ်ပြီးတော့အောက်မှာ use as ringtone ဆိုတာကိုထပ်ပြီးရွေးပေးလိုက်မယ်ဆိုရင်ကိုထားချင်တဲ့ ringtone လေးတွေကိုနောက်ဆုံးမှာထားလို့ရပါပြီဒီလိုမျိုး iPhone 3 လေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးတွေကို follow လေးနှိပ်ထားပေးပြီးတော့အားပေးခဲ့လို့လည်းရပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုကျမှပြန်ဆုံကြပါမယ်သိချင်တာတွေရှိရင်လည်း comment မှာမေးထားခဲ့ပေးလို့လည်းရပါတယ်